ရှေးရခင်ဂျပန်ပြည်ရဲ့အာမီဒါကြီးဖျားเจ้าမှာဟူအီရှိလို့ခေါ်တဲ့မျက်မမြင်စောင်းသမားလေးတယောက်ရှိခဲ့ပါတယ်။သူ့ရဲ့ဘီဝါစောင်းတန်းကအရန်ကိုနာကျင်စရာကောင်းပြီးနားထောင်သူတိုင်းကိုမျက်ရည်ကျစေပါတယ်။တညမှာတော့အမောင်ထူးသေးကနေတန်ချက်ကဝစ်စစ်တီတယောက်ပေါ်လာပြီးဟူအီရှိကိုခေါ်သွားခဲ့တယ်။ဟူအီရှိဟာနန်းတော်ထဲမှာတချင်းဆိုနေရတယ်လို့ထင်နေပေမဲ့တကယ်တော့သူဟာမိုးသေးထန်နေတဲ့တင်ချိုင်းကုန်းကလေးမှာတဆေးတွေကြားရောက်နေတာပါဆရာတော်ကဒါကိုတီးသွားတဲ့အခါဟူအီရှိရဲ့အသက်ကိုကယ်ဖို့သူ့တခိုးလုံးမှာဂါထာတော်တွေကိုရေးထိုးပေးခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးတာကနားရွက်နှုတ်ဖတ်ကိုတော့ရေးဖို့မေ့သွားခဲ့တယ်အမောင်ထဲကရောက်လာတဲ့တဆေးစစ်တီဟာဟူအီရှိရဲ့ကိုခန္ဓာကိုမမြင်ရပဲနားရွက်နှုတ်ဖတ်ကိုပဲမြင်ရတဲ့အတွက်အတင်းအဓာတ်မှဆွဲဖြက်ယူသွားပါတော့တယ်အတဲခိုင်အောင်နာကျင်လာတဲ့အထီးဖြက်ကြောင့်ဟူအီရှိဟာနားမပါတဲ့စောင်းသမားအဖြစ်တမိုင်းတွင်ခဲ့ရပါတယ်